ကြက်ဥအစိမ်းတောက်သုံးခြင်းရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုအသေးစိတ်ဆွေးနွေးကြည့်ရအောင်ပါပထမဆုံးနဲ့အရေးကြီးဆုံးအန္တရာယ်ကတော့ဆယ်မွန်နဲလာပိုးဝင်နိုင်ခြေပါပဲကြက်ဥမှာဒီဘက်တီးရီးယားပိုးပါနေခဲ့ရင်အစာစိတ်တင်တာကိုခံစားရနိုင်ပါတယ်ယောဂလက္ခဏာတွေအနေနဲ့ဘိုက်အောင်တာအန်နာဝမ်းသွားတာဖျားတာတွေဖြစ်တတ်ပြီးရက်အနေငယ်ကြာတတ်ပါတယ်အထူးသဖြင့်ကလေးငယ်တွေကိုဝင်ဆောင်မိခင်တွေတက်ကြီးရွယ်အိုတွေနဲ့ကိုခံအားစနစ်အားနည်းနေသူတွေမှာပိုပြီးပြင်းထန်နိုင်ပါတယ်ဒုတိယချက်ကအာဟာရတက်ဆုပ်ယူမှုပိုနေပါသွားခြင်းဖြစ်ပါတယ်ကြက်ဥမှာပါတဲ့ဘိုင်အိုတင်လို့ခေါ်တဲ့ဗီတာမင် B7 ဟာစံကေတာနဲ့အသားအရည်အတွက်အရေးပါပါတယ်ကြက်ဥအစိမ်းမှာပါတဲ့တပင်ကဘိုင်အိုတင်ကိုချိတ်ဆက်ထိန်းသိမ်းထားတာကြောင့်ခန္ဓာကိုယ်ကဆုပ်ယူလို့မရပါဘူးတက်ပြုတ်လိုက်တဲ့အခါမှာတော့အဗက်တင်ကပျက်စီးသွားပြီးဘိုင်အိုတင်ကိုအပြည့်အဝဆုပ်ယူနိုင်မှာပါတတိယချက်အနေနဲ့ပရိုတင်းတက်ဆုပ်ယူမှုကွာခြားချက်ကိုလည်းသိထားဖို့လိုပါတယ်သုတေသနတွေအရချက်ပြုတ်ထားတဲ့ကြက်ဥကပရိုတင်းတက်90%လောက်ဆုပ်ယူရရှိနိုင်ပေမဲ့ကြက်ဥအစိမ်းကတော့90%လောက်ပဲရရှိနိုင်တယ်လို့ဆိုပါတယ်ဒါပေမဲ့ကြက်ဥအစိမ်းတောက်သုံးခြင်းမှာအားတာချက်လည်းရှိပါသေးတယ်ဥပမာအားကစားသမားတွေအတွက်လေ့ကျင့်ခန်းအပြီးပရိုတင်းတက်အမြန်ဖြည့်တင်းဖို့အဆင်ပြေတယ်ချိန်ကုန်တက်တာတယ်ချက်ပြုတ်စရာမလိုတဲ့အတွက်အဆင်ပြေတယ်ဒါပေမဲ့ဒီအားတာချက်တွေကကျန်းမာရေးအန္တရာယ်တွေနဲ့ရှင်ကြည့်တဲ့အခါတေချာချိန်ဆဖို့လိုအပ်ပါတယ်ဒီတော့နောက်ဆုံးအနေနဲ့ကျွန်တော်အကြံပြုချင်တာကတော့ကြက်ဥကိုချက်ပြုတ်စားသုံးတာကအန္တရာယ်ကင်းပြီးအာဟာရပြည့်ရတဲ့အကောင်းဆုံးနည်းလမ်းပါပဲကြက်ဥအစိမ်းတောက်ခြင်းနဲ့ဆိုရင်တော့တေချာစီကြောထားတဲ့အရေးသွေးကောင်းကြက်ဥကိုရွေးချယ်ပြီးကိုကျန်းမာရေးချိန်နဲ့ကိုက်ညီမှုရှိမရှိကိုတေချာစဉ်းစားဖို့လိုအပ်ပါတယ်ကဲမိတ်ဆွေတို့ရောကြက်ဥကိုဘယ်လိုစားရတာကြိုက်လဲအစိမ်းလားအပြုတ်လားအကြော်လားအချက်လားကွန်မန့်မှာဖြေခဲ့ကြပါဦးအားလုံးပဲကျန်းမာရေးအတိပဟုတုတတိုးပွားပြီးကျန်းမာကြပါစေ